ဒါလေပတာနီလေးနဲ့အခုဈေးရက်နေဝယ်လာတယ်တို့လားအဲ့ပတာနီပဲလေးတွေဒါအဲ့ပတာနီပဲနဲ့ဥနီလေးနဲ့ဒါချက်စုံနဲ့စားလေးနဲ့ထည့်ပြီးစီတက်ထားတာလားစီတက်ပြီးဆန်မရောပြီးတော့ဟိုဘုစားဘလို့ပြောရမလဲဒီမှာဆိုလို့ရှိရင်ဘာဂါရာ rice လို့ခေါ်တယ်ဒါပေမဲ့တို့ကဘာမှမထည့်ဘူး only ဆန်ကိုစီတက်လိုက်တာပဲဒီမှာလေဒီပဲလေးတွေကိုဒီလိုခွန်းခွာလိုက်ဒီမှာဒီလိုခွာပြီးထုတ်လိုက်တာဒီလိုလေးချက်စားကြည့်ဒါအားစားလို့ကောင်းတယ်စားလို့ပြန်နေရိုက်မလို့ဆောင်းမှာစားတော့မအောင်ဖုန်းလို့ပါလို့လေအခုမှရိုက်ရပဲလေးနဲ့ချက်လာပြီဆိုလို့ရှိရင်သူ့ရည်လေးလည်းကုန်ပြီဆိုတော့ဆေးထားတဲ့ဆန်ထည့်လိုက်ဆေးထားတဲ့ဆန်ထည့်ပြီးရင်ထမင်းအတွက်ကိုဒီထဲမှာတစ်ခါလေးစားနေနဲ့ထည့်လိုက်ထည့်ပြီးလို့ရှိရင်တေးချမှုလိုက်တလို့စားတဲ့နေ့တစ်ခါဆိုရင်ဒါမျိုးလေးတွေချက်စားကြည့်အော်ဒီနေ့ဆိုရင်ဒီထမင်းချက်တယ်ပြီးရင်ရှောက်တီးတုပ်မယ်ပြီးရင်ဥနီကြော်မယ်လှနေကြအယောင်လေးကြငြိုကောင်းမှုတ်ထည့်မယ်သူမင်းရငြိုကောင်းမှုပဲငြိုကောင်းမှုလေးနည်းနည်းလေးပို့ထည့်မဆလာတွေပါဘာမှမထည့်ဘူးဒီထမင်းနဲ့ပြင်ကြီးထည့်လိုက်တော့သူ့ရေလေးလည်း6ပါပြီဆိုရင်ရေးထည့်လိုက်တော့ဒီအိုးကနှစ်ဘူးအိုးဆိုလို့ရှိရင်လေအနည်းဆုံး4ယောက်5ယောက်လောက်စားလို့ရ4ယောက်လောက်စားလို့ရတေချာမှုမယ်တေချာမှုပြီးရင်သုံးပိတ်လိုက်တော့မယ်ဒါဗီစီအတန်ထွက်ရင်3ချက်ထွက်ရင်ထမင်းရပြီဒါဥနီကျော်ထမင်းပြီးပြီဆိုတော့ဒါချက်တော်နဲ့ချက်တော်ပြင်နဲ့စီတက်ပြီးတော့စားလေးနဲ့ပဲဘာမှမဖြစ်ဘူးဥနီလေးတွေတိတ်လေးတွေပြီးလိုက်ကလေးတွေကျွေးနေတယ်လေအရန်အားရှိတယ်ဒါလေးလေစားလို့လည်းကောင်းတယ်စိတ်လေးကဲထမင်းလေးရှိုးလိုက်အောင်တစ်ချက်ရှယ်ပဲပါနိုင်တယ်ကွာမွေးရနေဒီလိုလေးချက်စားကြည့်နိုင်တယ်ကွာအဲ့လိုဖြစ်နေရမှာဦးနေလဲကြော်ပြီးပြီကမန်းကနဲ့ရှောက်သီးလဲတုပ်ပြီးပြီဘာလို့ဒီလဲဒီနေ့အတွက်